မင်္ဂလာပါခင်ဗျာကျွန်တော်ယခုပြောပြမယ့်အကြောင်းအလေးကတော့ကျွန်တော်တို့အတန်တွင်းတဲ့အခါမှာပေါ့နော်ကျွန်တော်တို့အတန်တွေတွင်းကြတယ်အတန်တွင်းတဲ့အခါမှာကျွန်တော်တို့မလိုချင်တဲ့အတန်တွေပေါ့နော် background မှာကားတန်တွေစုညံတန်တွေပေါ့နော်အဲ့ဒီအတန်တွေကိုပျောက်သွားအောင်ပေါ့နော်ဘယ်လိုနီလန်လေးအတုံးပြပြီးတော့မှဖျောက်လို့ရမလဲပေါ့နော်ကျွန်တော်အဲ့ဒီနီလန်လေးကိုပြောပြပေးမှာပါယခုနီလန်လေးကိုအတုံးပြုဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အင်တာနက် Wi-Fi လိုတယ်ပေါ့နော်အင်တာနက် Wi-Fi လိုပါတယ်ယခုနီလန်လေးကိုအတုံးပြုဖို့အတွက်ကျွန်တော်တို့ပထမဦးစွာဒီ Chrome website တွေကိုတွားလိုက်ပါမယ် Chrome လေးကိုတွားလိုက်မယ်ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ search ကိုတစ်ချက်နှိပ်ပါမယ် search bar လေးကိုတစ်ချက်နှိပ်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ search မှာပေါ့နော်ကျွန်တော်တို့ search မှာ podcast.adobe.com လို့ရိုက်မယ်ပေါ့နော်ဒါကျွန်တော်ကတော့အပေါ်မှာငကိုရိုက်ထားဘူးတာရှိတာဆိုတော့เนาะကျွန်တော်အဲ့ဒီဟာလေးဒီတန်းတန်းလေးပဲကျွန်တော်ထားလိုက်မယ် podcast.adobe.com ပေါ့နော်ဒီလိုလေးမှန်အောင်ရိုက်လိုက်ပါเนาะပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ keyboard ကများလေးပေါ့နော်ညာဘက်တောင်လေးရများလေးကိုတစ်ချက်နေလိုက်မယ်ဒါလေးရဲ့ search လို့ခေါ်တာပေါ့နော်ဒီဟာလေးတစ်ချက်နေလိုက်မယ်ဒါဆိုလို့ရှိရင်ဒီလိုပေါ်လာတယ်ပေါ့နော်ဒီ Adobe Podcast website တွေကိုရောက်သွားတယ်ပေါ့နော်ရောက်သွားတဲ့ဆိုရင်ကျွန်တော်ဒီထဲမှာဘာကိုတုံးမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအတန်အတွက်ပေါ့နော်ကျွန်တော်တို့တွင်ထားတဲ့ audio file ပေါ့နော်ဒါကိုကျွန်တော်တို့ကအတန်ကိုဖျောက်မှာဆိုတဲ့အခါကျတော့အတန်တွေကိုပြင်မှာဆိုတဲ့အခါကျတော့ကျွန်တော်ဒီ start enhance ထွားလေးကိုကျွန်တော်တို့နှိပ်ပါမယ်ဒါလေးတစ်ချက်နှိပ်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဆက်ဆက်ချင်းအသုံးပြုမှာဆိုတော့ကြတော့ကျွန်တော်တို့ sign up ကိုနှိပ်ရပါမယ်ကျွန်တော်တို့ရခင်တုံးထားပြီးသားရှိရဆိုရင်တော့ကျွန်တော် sign နဲ့တွားလို့ရတယ်ပေါ့နော်ကျွန်တော်တို့ကယခုမှာစတင်တုံးပြုမှာဆိုတော့ကြတော့ကျွန်တော်တို့ဒီ sign up ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ခဏလေးစောင့်ပါဒီမှာမေးတယ်ပေါ့နော်ဒီမှာကသူကမေးတယ်ဒီမှာ email နဲ့ sign up လုပ်မလားပေါ့နော် password နဲ့ပေါ့နော်ကျွန်တော်တို့ကပိုမြန်တဲ့နည်းကိုတုံးမှာဆိုတော့ကျွန်တော်ဒီနည်းကိုကျွန်တော်မတုံးဘူးပေါ့နော်ကျွန်တော်ကဘယ်နည်းကိုတုံးမလဲဆိုရင်ကျွန်တော်တို့ဒီမဲ့ Google နဲ့ဝင်မှာပေါ့နော်ကျွန်တော်တို့ Google Gmail နဲ့ဝင်မှာပေါ့နော် Gmail service နဲ့ဝင်မယ်အဲဆိုတော့ကျွန်တော် Gmail လေးကိုတစ်ချက်နှိပ်လိုက်မယ် Gmail ကိုတစ်ချက်နှိပ်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်မိမိဖုန်းထဲမှာ sign in ဝင်ထားတဲ့ Gmail တွေပေါ်လာမှာပေါ့နော်အဲ့ဒီကနေလို့မိမိအတုံးပြုမဲ့ Gmail တစ်ခုပေါ့နော်မိမိကျန်တဲ့ရဲ့ Gmail တစ်ခုကိုအတုံးပြုလိုက်လို့ရပါတယ်ကျွန်တော်ကဒီထဲကနေ Gmail account တစ်ခုကိုကျွန်တော်နှိပ်လိုက်ပါမယ်ဒါတော့ပေါ့နော်ကျွန်တော်ဒီ Gmail ကကျွန်တော်ရခင်တုံးထားဘူးတာရှိတာမဟုတ်လို့ပေါ့နော်ကျွန်တော်ဒီမှာဒီ screen ကိုတန်းပြီးတော့ရောက်သွားတာပေါ့နော်မိတ်ဆွေတို့ကGmail ကဒီ website တွေကိုတစ်ခါမှ sign up မလုပ်ရသေးဘူးဆိုလို့ရှိရင်ပေါ့နော်နောက်တစ်ဆင့်နေမေးတယ်ပေါ့နော်ဒီမိမိကဒီ Gmail နေအတိုင်းပေါ့နော်အတုံးယူမှလားပေါ့နော် cancel ရဲ့ containing ဆိုတာလေးမေးတယ်ဒါဆိုရင်မိတ်ဆွေတို့က containing ဆိုတာလေးကိုဆက်ပြီးတော့မှနှိပ်ပေးလိုက်ပေါ့နော်အဲ့ဒီဟာတစ်ဆင့်တော့ကျွန်တော်ပြလို့မရဘူးပေါ့နော်ကျွန်တော်ဝင်ထားပြီးသား Gmail နဲ့ on လိုက်တာဆိုတဲ့အခါကျတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့သုံးလို့ရပြီပေါ့နော်ကျွန်တော်တို့ကဒီမဲ့ audio ပဲဖြစ်ဖြစ် video ပဲဖြစ်ဖြစ်လို့ဒီမှာတော့ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီနေရာမှာကကြတော့V2 ဆိုတာလေးပဲထားပဲเนาะဒီမှာV2 ရှိရပေါ့နော်ဒါတစ်ချက်နဲ့ကြည့်ရင်ပါတယ်ရှိလေပေါ့နော်အောက်မှာ V2 V1 ပေါ့နော်ကျွန်တော်တို့ဒီတိုင်းနဲ့ပဲ V2 ပဲထားမယ်ဒါလေးကကြတော့ဒီဟာကဒီ sample ဆိုတာကဘာကိုပြောရလဲဆိုတော့ဒါလေးကတော့နမူနာပြောတာပါเนาะနမူနာလေးပြထားပေးတာပါကျွန်တော်တို့ကစတင်အသုံးပြုလို့ရပြီဆိုတော့ကျွန်တော် choice file ဆိုတာလေးကိုနှိပ်ပြီးတော့မှာပေါ့နော်ကျွန်တော် file လေးတင်လိုက်ပါမယ်ကျွန်တော်အတန်တွန်းထားတဲ့ file လေးပေါ့နော်အတန်တွန်းထားတဲ့ file လေးကမိမိဘယ်နေရာမှာရှိနေလဲဆိုတာလေးကိုတော့ကြိုတင်ပြီးတော့မှကြည့်ထားပေါ့နော်ကျွန်တော်ကတော့ choice file ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီပြီးပြီဆိုလို့ရှိရင်အောက်က photo and video ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ photo and video ပေါ့နော်ဒါလေးတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်ဒါလေးကကျွန်တော်တို့ file manager လေးကိုရောက်သွားတာပေါ့နော် file manager လေးရောက်သွားတယ်ဒါကကျွန်တော်ငကိုဝင်ထားတဲ့ history ပေါ့နော်ဒါလေးပြန်ပြတာကျွန်တော်တို့တော့မှဒီနေရာမဟုတ်ဘူးပေါ့နော်ဒီနေရာမဟုတ်တဲ့ခါကျတော့
audio file ရှိတဲ့နေရာကိုတွားဖို့အတွက်ကျွန်တော်တို့ဒီအပေါ်ဖယ်ဖယ်တောင်းလေးကအချောင်းတုံးတုံးလေးနဲ့ menu ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါမှမဟုတ်ဒီ Redmi 15ပေါ့နော်ဒီမဲ့ပေါ်နေလည်းရှိတယ်အဲ့ဒီနေရာကိုနှိပ်လိုက်လည်းရတယ်ပေါ့နော်ကျွန်တော်ဒါဆိုလို့ရှိရင်ကျွန်တော် Redmi 15ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပြီပေါ့နော်ဒါမိမိရဲ့ဖုန်း device name လေးပေါ့နော်ဒီဟာလေးနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီ folder လေးပေါ်လာပြီပေါ့နော်folder လေးပေါ်လာပြီ folder တစ်ထဲမှာမိမိရဲ့ audio file ကဘေးထဲမှာရှိတာလေးပေါ့နော်ဒါလေးကိုလိုက်ရှာလိုက်ပါနော်ဒါကျွန်တော်ကတော့ကျွန်တော်ရဲ့ audio file ကကျွန်တော် download ထဲမှာရှိတာပေါ့နော်ကျွန်တော် download ထဲမှာထားတာကျွန်တော် download ထဲမှာထားတာဆိုတဲ့အခါကျတော့ကျွန်တော် download ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါပြီပြီးရင်နောက်ထပ်ဘေးနေရာမှာတွားရှိနေလေပေါ့နော်ကျွန်တော်ရဲ့အတန်တွန်းထားတဲ့ file တွေပေါ့နော်ကျွန်တော်ကတော့ဒီမဲ့ Dolby Audio ဆိုတဲ့ထဲမှာရှိနေတာပေါ့နော်ဒါဆိုတော့ကျွန်တော် Dolby Audio ဆိုတဲ့ folder လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါတယ်ပြီးရင်ဒီနေရာမှာပေါ့နော်ဒါကျွန်တော်တွန်းထားတဲ့ audio file လေးတွေတဲကမှာကျွန်တော်တစ်ခုကိုကျွန်တော်စမ်းနှိပ်လိုက်ပြီပေါ့နော်ကျွန်တော်တစ်ခုကိုနှိပ်လိုက်မယ်ကျွန်တော်အပေါ်ဆုံးက file လေးပေါ့နော် mp3 file ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ upload လုပ်တဲ့ file လေးကပေါ့နော်ဒီမဲ့ upload လုပ်နေပါပြီဘေးနားကဒီမဲ့ circular လေးပေါ့နော်စပိုင်းလေးတစ်ချက်ကြည့်ပါဒါလေးက upload လုပ်နေတာလေးပေါ့နော်ခဏဆုံးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ upload လုပ်နေတာလေးပေါ့နော်ဒါပြီးတော့မှာပေါ့နော်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့တွန်းထားတဲ့အတန် file လေးပေါ့နော်ကျွန်တော်တို့ဒီဖုန်းနဲ့ပဲတွင်တင်ရတယ်နော်ဖုန်းနဲ့ကျွန်တော်တို့ speaker နားကိုကပ်ပြီးတော့မှအတန်တွင်ပေါ့နော်ရတယ်အတန်တွင်ပြီးတော့မှကျွန်တော်တို့ဒီဘေးကဒီဆူညံနာနေ background noise တွေပါတယ်ဆိုကျွန်တော်ဒီနည်းနားလေးနဲ့ကျွန်တော်တို့ရှင်းလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ studio ထဲမှာပေါ့နော်အတန်တွင်တဲ့အတိုင်းမှာကျွန်တော်တို့ကြည်ကြည်လင်းလင်းလေးရတယ်ပေါ့နော်ဒီနည်းနားလေးတော်တော်ကောင်းတယ် free လည်းရတယ်ပေါ့နော်ကျွန်တော်ဒါလေးပြပြတာပါကျွန်တော်ဒီမှာပေါ့နော်ဒါလေးက download ပေါ့နော် upload ပြီးသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အသုံးပြုလို့ရတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နော်ကျွန်တော်တို့ဒါ download တော့ပေါ့နော်ဒီ file လေးကို download တော့ကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နော်တစ်ချက်နှိပ်လိုက်မယ်ဒီလိုလေးတက်လာမယ်နော်ဘယ်လိုလေးတက်လာမယ်အောက်နားလေးမှာ download ဆိုလေးရှိတယ်အောက်ဆုံးမှာနော်ဒီအောက်ဆုံးမှာ download ဆိုလေးရှိတယ်ဒါလေးကိုနှိပ်ပြီးတော့ down ခိုင်းမယ်နော်ဒါလေးကိုနှိပ်ပြီးတော့ down လိုက်ပါဒါကျွန်တော်တော့မ down ပြတော့ဘူးပေါ့နော်ဒါ down လိုက်ကျွန်တော်ဒီဖွင့်ထားတဲ့အတန်လေးကိုနားထောင်နေတယ်ဆိုလို့ရှိရင်လည်းဒီဟာလေးပေါ့နော်ဒါလေးနှိပ်ပြီးတော့မှဖွင့်လိုက်ပလေးလေးနှိပ်ပြီးတော့မှဖွင့်လိုက်ပေါ့နော်ပလေးလေးကိုနှိပ်ပြီးတော့မှဖွင့်လို့ရပါတယ်ဒါလေးကတော့စမ်းနားထောင်တာပေါ့နော်ဒါလုံးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ပေါ့နော်သူကကြတော့file ကကြတော့ကျွန်တော် format ကကြတော့ mp3 နဲ့မထုတ်ပေးဘူးနော်WAV file နဲ့ထုတ်ပေးတာဆိုတဲ့အခါကျတော့ file size ကတော့တော်တော်ကြီးတယ်ပေါ့နော်40 50လောက်ရှိလိမ့်မယ်မိမိအချိန်ကြာလို့ပေါ့နော်40 50လောက်ရှိလိမ့်မယ်အဲ့ဒီ file ပေါ့နော်ဒါ download ပေးဆိုလို့ရှိရင် WAV file လေးရလာမယ်ပေါ့နော်ဒါကျွန်တော်ကတော့နောက်ဆုတ်လိုက်ပြီနော်ဒီမှာချက်ချကလေးနေပြီးတော့မှကျွန်တော်နောက်ဆုတ်လိုက်ပြီဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့အတန် file လေးကို background noise ကိုပေါ့နော်ဘယ်လိုဖယ်ရှားရလဲဆိုတော့လေးပေါ့နော်တော့ဆိုရင်အတုံးပြတ်ပြီးထင်ပါတယ်နော်ဒါကျွန်တော်ကဒီကနေထွက်လိုက်ပြီပေါ့နော်ကျွန်တော်ဒီကနေထွက်လိုက်ပြီကျွန်တော်နောက်ထပ်ဘာပြောရရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ download တဲ့ file တွေက WAV file ဖြစ်တဲ့အတွက်ကြောင့် file size တွေကတအားများတယ်ပေါ့နော်များတဲ့အခါကျတော့ဒါကြီးကိုတုံးမဲ့ဆိုလို့ရှိရင်ကျတော့ဒီ MP ဒီ audio file တစ်ခုနဲ့တင်ကို file size ကတော်တော်များနေပါလိမ့်နော်အဲ့ဒါဆိုတဲ့အခါကျတော့ကျွန်တော်အဲ့ဒီ audio file ကိုကျွန်တော်တို့ကျုပ်တော့အောင်ပေါ့နော် file လေးတင်တော့ compress လုပ်မယ်ပေါ့နော် compress လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမဲ့ပေါ့နော်ကျွန်တော်တို့ဒီ mp3 compressor ဆိုတဲ့ file ဟိုလေး software လေးရှိ down လိုက်ပေါ့နော်ကျွန်တော်တို့ play store မှာရှာလိုက်ပေါ့နော်ဒီ mp3 compressor software တွေတော့အများကြီးရှိပါတယ်အများကြီးရှိတဲ့ထဲကမှာကျွန်တော်တို့ WAV file ကနေလို့ကျွန်တော်တို့ mp3 ပြောင်းလို့ရတယ်ပေါ့နော်ပြောင်းလို့ရတဲ့ mp3 compressor လေးကိုရွေးပြီးတော့မှ down လိုက်ပေါ့နော်software တိုင်းကတော့ကျွန်တော်တို့တချို့ software တွေကကျတော့WAV file ဆိုလို့ရှိရင်ကျွန်တော်တို့ mp3 ကိုပြောင်းဖို့အတွက်အဆင်ပြေတာတွေရှိတယ်ပေါ့နော်အဲ့ဒါလေးရှာပြီးတော့မှ down လိုက်ပေါ့နော်အဲ့ဒီကနေပြီးတော့မှ mp3 file ရဲ့ဒီ site ကိုပေါ့နော်compress လုပ်ပေးလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်site လေးကကျတော့ကျွန်တော်တို့ဒီပုံမှန် site လေးပြန်ဖြစ်သွားလိမ့်မယ်ပေါ့နော်ဒီ40 50 megabyte ရှိတဲ့ဟာလေးဆိုလို့ရှိရင်ပုံမှန်ဒါဘယ်လိုကောင်ပါတော့8 megabyte 10 megabyte ဒါလောက်ဖြစ်သွားမှာပေါ့နော်ဒါကတော့ compress လုပ်တဲ့ဟာလေးပါဒါလေးတစ်ခုပေါ့နော်ဒါလေးပြောပြပေးတာပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအတန်တွင်းတဲ့အခါမှာဒါ background noise တွေပါတယ်ဆိုလို့ရှိရင်လည်းဘာမှပူစရာမလိုတော့ဘူးပေါ့နော်မိမိ microphone မရှိလို့လည်းဘာမှအားငယ်စရာမလိုဘူးပေါ့နော်ဒါဒီနည်းနားလေးနဲ့
အသုံးပြုပြီးတော့မှဖြည့်ရှင်းလို့ရပါတယ်ကျွန်တော်ဒါလေးကိုပြပြပေးတာပါကျေးဇူးတင်ပါတယ်ဆင်ပြေကြပါစေ